တစ်ဖက်သားအပေါ်မှာအမှားတွေမလွန်ကျူးမိအောင်နေထိုင်မှာတစ်ဖက်သားကကိုယ့်အပေါ်အမှားတွေလွန်ကျူးတာခံလိုက်ရတဲ့အခါဒီမှာလဲခွန့်လွတ်နိုင်အောင်ပဲကြိုးစားပေးပါကိုယ့်ရင်ထဲမှာဒေါသတွေနဲ့ရောထွေးပြီးတော့မကြေနပ်တာတွေကိုသိမ့်မထားမိပါစေနဲ့တစ်ဖက်သားရဲ့အမှားတွေကိုခွန့်မလွတ်နိုင်သမျှကိုယ်ပဲပူလောင်ဆင်းရဲနေရမယ်ဆိုတာသိမြင်ထားပါခွန့်လွတ်တယ်ဆိုတာသူချမ်းသာဖို့ကြီးတက်တက်မဟုတ်ဘူးကိုယ်မှာဆင်းရဲပူလောင်ခံစားမနေရဖို့ကိုယ်ချမ်းသာဖို့အတွက်လည်းဖြစ်တယ်အာနာရင်ခါပါတတ်တယ်ဆိုတာမှန်ပေမဲ့အာမနာဘူးဘသူမှအာမနာတော့ဘူးလို့ဟစ်ဩနေဖို့တော့မဟုတ်ဘူးလိန်လိန်မာမာပါပါနတ်နတ်နဲ့ညင်းဆိုတတ်ဖို့ကလည်းလိုသေးတယ်လို့သိထားရမယ်ဒါကြောင့်ကိုမဖြစ်နိုင်တဲ့အရာတွေကိုအာမနာပါနဲ့အာနာပြီးခါပါမခံပါနဲ့လိန်မာပါနတ်စွာနဲ့ညင်းဆိုနိုင်ရမယ်အာနာလို့ခါပါသွားပြီဆိုရင်ခါပါသွားတဲ့ဆင်းရဲဒုက္ခတွေရောခါပါသွားလို့ခံစားနေရတဲ့စိတ်ဒုက္ခတွေရောမနေမနောတမြင့်မြင့်ခံစားနေရလိမ့်မယ်သူများကိုမမှန်တာမလုပ်တတ်ဘူးသူများအပေါ်မမှန်တာမပြောတတ်ဘူးသူများအပေါ်မမှန်တဲ့မကောင်းစိတ်မထားတတ်ဘူးငါကလူမှန်กว่าဆိုသူတွေဟာကလိန်ညံများတဲ့သူတွေလူလိန်လူညာတွေနဲ့တွေ့ကြုံရတဲ့အခါကိုလိုထင်းပြီးတော့ခံလိုက်ရတာကများတယ်ဘယ်လိုဖြစ်နေပါစေလူမှန်ပဲဖြစ်အောင်နေပြီးတော့ကိုမခံရအောင်လဲကြိုးစားကြင့်ကြံနေထိုင်ရမယ်ဘယ်တော့မှလူမှန်ဘဝကနေလူမမှန်လူညံဆိုးရှိသူမဖြစ်ပါစေနဲ့သူများတွေကိုကူညီခြင်းစိတ်ရှိတာကူညီတာတွေဟာကောင်းပြီမဲ့မျော်လင့်ချက်နဲ့ကူညီနေမိတာဆိုရင်တော့မကောင်းဘူးအဲ့ဒီမျော်လင့်ချက်ကတနေ့ကိုယ့်ကိုစိတ်ဆင်းရဲစိတ်ဒုက္ခကောင်းပေးလိမ့်မယ်ကူညီခြင်းလို့ကူညီတာလဲမကောင်းသလိုမျော်လင့်ချက်နဲ့ကူညီခြင်းတာကလည်းမကောင်းဘူးဒါကြောင့်ကူညီခြင်းယုံတက်တက်နဲ့မကူညီပါနဲ့မျော်လင့်ချက်တစ်ခုခုကြောင့်လဲမကူညီပါနဲ့ကူညီတဲ့လူကိုကူညီတဲ့အခါမှာကူညီလိုက်တာပဲဖြစ်ပါစေကိုကအပြောကောင်းသူဖြစ်ရင်ကိုရဲ့အပြောကောင်းမှုကြောင့်ကိုကိုချစ်ခင်လာသူတွေ